Do you know this guy? I'll give you a clue. He wrote Romeo and Juliet. Ring a bell? Yes. This is Shakespeare. Okay, Shakespeare ကဒါနာမည်ကြီးပြဇာတ်ရေးဆရာပေါ့နော် Shakespeare ဆိုလို့ရှိရင်လူတိုင်းသိမယ်လို့ထင်ပါတယ် Shakespeare ထွင်ခဲ့တဲ့ English expressions လေးတွေတချို့လေ့လာရအောင် break the ice တယောက်နဲ့တယောက်မစိမ့်နေအောင်ရင်းနှီးမှုတည်ဆောက်တယ်ဆိုလို့ရှိရင်ဒီ expressions လေးကိုသုံးလို့ရတယ်ပေါ့နော် So for example, the teacher told a joke to break the ice on the first day of class. အတန်းပထမဆုံးရက်မှာဟာတာလေးပြောပြီးမှ teacher ကရင်းနှီးမှုကိုတည်ဆောက်တယ်ကိုမှရွေးချယ်စရာတွေအခွင့်အရေးတွေအများကြီးရှိရဆိုလို့ရှိရင် you can say the world is my oyster. So for example, after graduating, she felt the world was her oyster. ဘွေးရပြီးတာနဲ့သူမမှာအခွင့်အရေးတွေအများကြီးရှိရလို့ခံစားရတယ်တခုခုကမကောင်းတော့ဘူးပြတ်သွားပြီဟောင်းသွားပြီဆိုလို့ရှိရင် you can say has seen better days. Right? So for example, the sofa has seen better days, but it's still usable. ဒီ sofa ဟောင်းနေပါပြီဒါပေမဲ့လည်းသုံးလို့တော့ရပါသေးတယ် A wild goose chase. So အကျိုးမရှိတဲ့ရှာဖွေမှုအဓိပ္ပာယ်မရှိတဲ့ရှာဖွေမှုပေါ့နော် So for example, looking for him without an address was a wild goose chase. Okay? သူ့ရဲ့လိပ်စာမသိဘဲနဲ့သူ့ကိုရှာဖွေခြင်းကလုံးဝအဓိပ္ပာယ်မရှိကိုကဒုက္ခတစ်ခုခုအခက်အခဲတစ်ခုခုကြုံတွေ့နေရတယ်ဆိုလို့ရှိရင် you can say in a pickle. Right, so for example, I forgot my wallet, so I'm in a pickle. Right, so ပတ်စံအိတ်ကိုအိမ်မှာမေ့ခဲ့တယ်အဲ့ဒါကြောင့်မို့ငါအခက်ခဲကြုံတွေ့နေရတယ် A heart of gold. Can you guess the meaning of this? Comment below. See you in the next video. Bye bye.